မဝေမွေးနေတော့ကဂျူးကခရီးထွက်နေတာဆိုတော့မအားဘူးလေဒီနေ့ခရီးကပြန်ရောက်တာနဲ့ရဲရောက်ချင်းပေါ့နော်မဝေကိုသွားပြီးတော့ surprise လုပ်မှဖြစ်ပါတယ်ရှင်မဝေအတွက်ဂျူးကိတ်လာဝင်နေပါတယ်ပြီးလို့ရှိရင်မဝေစီသွားမှာပေါ့ဗီဒီယိုလေးနဲ့လိုက်ကြည့်ပေးပါနော်မဝေအတွက်ပေါ့နော်ဒီနေ့ခုမှလာဝယ်ပေးရဖြစ်ပါတယ်သူအသားညိုတယ်ဆိုတော့မဝေကဒီအောင်လေးယူပေးတယ်သူကအရင်စိတ်ဆန်လို့ရမကြိုက်ဘူးเนาะအဲကြောင့်ဒီလေးဒါဆိုလို့ဆိုလို့ရှိရင်ရာတူးတော့အေးရဆိုပိုးလို့ရတယ်မဝေကြိုက်မယ်လို့ပြောပါတယ်ဒီကတော့အရင်ကမကြည့်တော့ဘူးကိုရဘူးတယ်နော်ဒါလေးကိုဆက်လိုက်လိုက်တိုက်မယ်လို့နေပါတယ်လာပို့ရတော့ဆိုတော့ဒါကြီးမှာပို့ပြရအောင်ထားလို့တော့လာကြိုတာလာကြိုတာမိပဲလာဖို့အောင်တော့လိုက်လာကြိုရပါတော့ညီမမှာဟိုဝေးတော့အခုမှအလုပ်ပြန်လာတယ်နော်ခုမှခီးရပြန်ရောက်လို့ပေါ့နော်သူဒါမောင်ရနာမည်လေးပါနော်ဒီမောင်ရအသက်ကလေးပါရှင်မိုင်းဝေဝေးစိတ်နေကျိုးတော့မှာပဲငါတို့ရမရှိသေးဘူးတို့မနေရတယ်နေ့ကဒီနားမှာနော်ဟုတ်တယ်ကိုစနေလောက်တော့မလို့လားကိုစနေလောက်တော့ငါတို့အရင်ကပေးဦးတော့မယ်ကျွန်တော်ကလေးပေးပြရမယ်နော်မပေးဦးနေရညလေးနေမှာနေနောက်ရပြီးမှနေတက်တယ်လို့ဟုတ်ပြီခမသမီးစားနေပြီဆိုတော့ Let's go Happy birthdayစိတ်ဆိုးတယ်စိတ်ဆိုးတယ်နည်းအမိမပြတ်လာဘူးနော်ကဲမွေးနေ့စတောင်းလိုက်မယ်ဂျူးဂျူးလုတ်ပေးတယ်မွေးနေ့ပါသလားမွေးနေ့ကိတ်လေးပေါ့နော်ကန်တီနာသူမအားဘူးသူငါမျက်နှာပြားကိုသွားနေတယ်နော်အခုအကုန်လုံးမေးကြတဲ့သူတွေဂျူးဂျူးကဒီနေ့မှလာတာပါလို့ခါဖွန်ခါနေ့ကပြောက်သွားပြီအဲ့ဒီတူတိုင်းတူခဏလေးကိုနေနဲ့မှာပြီးတော့ရှင်းမထောင်းတော့မှာပြောတာဒါမေးလက်တောင်လေးပါခါဖွန်ခါပြန်လို့ပြန်ပြင်လို့ပြန်လို့ကျိုးသွားပြီနေတစ်စိတ်ကမရတော့ပါနော်မနေ့ကဒီဖတ်တာမအားလို့ဒီနေ့မှပြန်အောင်ဒီနေ့အလုပ်ပြန်ပြင်မဲ့လာပဲမျက်နှာဝတ်ချန်အောင်တော့ ငါရှိစရာရဲ့ငါယိုလာโอเคလာကိတ်မစားမယ်ဆိုလို့ရှိရင်မစားပါ Happy birthday to me Happy birthday to me Happy birthday Happy birthday Happy birthday to me Yay အခုမှရောက်လာတဲ့ဂျူဂျူငါမျက်နှာပြားမှာတကယ်နေပြောပြလိုက်ဖန်လေးတွေကိုသွားဖူးနဲ့ဖျားဖူးမြော်နေ